ဘဝမှာစီးပွားရေးခိုင်မာအောင်တည်ဆောက်ခြင်းမလုပ်ရဘူးလေလူဘဝမှာလည်းနော်အခြေအနေကောင်းတစ်ခုရရှိအောင်ဘလို့တည်ဆောက်ရမလဲအဲ့ဒီအခြေအနေကောင်းတွေဟာနှောင့်ယှက်တွေကနေပြီးကင်းပြီးတော့ဘလို့တည်ဆောက်နိုင်တယ်ဆိုတာကိုလူလောကမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဘဝသင်ခန်းစာတစ်ခုရရှိနိုင်တာဖြစ်တယ်။ဘာပဲတည်ဆောက်အခက်ခဲဆုံးဖြစ်တဲ့တန်တရားဝဲဩဃထဲမှာနေမြုပ်ခြင်းမနေမြုပ်တော့တဲ့အရတ္တဖို့တိဟုသောကျွမ်းမြေလွာကြီးတစ်ခုကိုအခိုင်အမာတည်ဆောက်ရင်လည်းပဲဒီအကြောင်းတရားတွေနဲ့ပဲတည်ဆောက်တယ်ဆိုဘယ်ဘက်ကဘယ်ရှုထောင့်ကနေချိမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာအနိတ္တရာပြေဝပြီးလှုပ်ဆောင်လို့ရတာတွေကြီးပဲဒါကတော့နိဗ္ဗာန်ရောက်ကြောင်းတရားပဲလောကီမှာအကျိုးမပြုဘူးလို့ဒီလိုမရှိဘူးနော်ဘာကြောင့်လဲဆိုစဉ်းစားကြည့်ဝိသရဏတမ္ပန္နောလို့ဆိုပြီးမြတ်စွာဘုရားကစရဏတရား15ပါးလို့နိဗ္ဗာန်ရောက်ကြောင်းတရားလို့